ခင်ဗျားကျောင်းတဲ့တုန်းကဒီလိုဖိမမျိုးကြုံဘူးလားစာသင်ခန်းထဲမှာဆရာကကိုယ့်ကိုရုတ်တရက်မတ်တရက်ခိုင်းပြီးလေးခွန်းတစ်ခုမေးလိုက်တဲ့အချိန်အုံနောက်တစ်ခုလုံးရုတ်တရက်ဗလာဖြစ်သွားတယ်လို့ခံစားရဘူးလားနိုက်ထရိုဂျင်ရဲ့ molecular weight ကဘယ်လောက်လဲလို့ဆရာမကမေးတဲ့အခါခင်ဗျားရဲ့အုံနောက်ထဲမှာ9လ14လအမြန်ဖြည့်စမ်း14လ28လဆိုပြီးကိန်းကနက်နဲ့ရောထင်းနေတဲ့အခြေအနေမျိုးပေါ့တကယ်နဲ့အဲ့ဒီအချိန်မှာခင်ဗျားဖေကိုတိနေရင်တော့မှဘာလို့ပါဇက်ကပြောမထွက်ပဲဖြစ်နေရတယ်ခင်ဗျားရဲ့ခန္ဓာကိုယ်နဲ့အုံနောက်ကရုတ်တရက်ဘာလို့ speed ဖြစ်ပြီးခဲသွားရလဲဒီအခြေအနေကိုပို့ပြီးမြင်တော့အောင်ကျွန်တော်ခမရတဲ့အတူတူစမ်းသပ်မှုလေးတစ်ခုလုပ်ကြရအောင်အခုကျွန်တော်ကခမရကိုခမရရဲ့အရှိတော်တငယ်ချင်းနာမည်ကဘယ်သူလဲလို့မေးလိုက်ရင်ခမရတစ်စက္ကန့်အတွင်းမှာပဲဖြစ်နေပါလိမ့်မယ်အရှိတော်တငယ်ချင်းရဲ့ကောင်းက3ချက်ကိုပြောပါလို့ကျွန်တော်မေးလိုက်ရင်တော့ခမရတို့တဲက65ရာခိုင်နှုန်းသောလူတွေကချက်ချင်းမဖြစ်နိုင်ကြတော့ပါဘူးဖြစ်နေတဲ့လူတွေကလည်းစဉ်းစားဖို့အချိန်နဲ့ယူရပါလိမ့်မယ်စဉ်းစားရတဲ့အခါမှာလဲစကားတွေဖြစ်နေတာမျိုးဖြစ်တတ်ပါတယ်မင်းကိုရှစ်ခွင့်ပံမှုတော့ငါ့ကိုအမေမွေးလိုက်တာဆိုတော့ဘာကြောင့်ဒီလိုဖြစ်ရတာလဲဘာကြောင့်လဲဆိုတော့ကျွန်တော်ကရုတ်တရက်ခမည်းကိုမေးခွန်းမေးလိုက်တဲ့အခါခမည်းရဲ့အုံနောက်ကဖီရားဝင်သွားပြီးအဖြေကိုတူတူချာမပေးနိုင်တော့လို့ဒါပေမဲ့တကယ်တမ်းအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနိုင်ငံရေးသမားတွေကိုကြည့်မယ်ဆိုရင်သူတို့ကဒီပြဿနာကိုမကြုံရပါဘူးမကြုံရအောင်လဲသိချင်ထားကြပါတယ်သူတို့ကိုမေးခွန်းမေးလိုက်တာနဲ့ချက်ချင်းပဲသူတို့ချာချာစဉ်းစားနိုင်ကြတယ်စကားလုံးတွေကိုလည်းရှင်းရှင်းလင်းလင်းနဲ့လူတွေနားလည်အောင်ပြောပြနိုင်ကြပါတယ်ဒီအတက်ပညာဒီ technique ကိုခမည်းတော်လည်းသင်လို့ရပါတယ်ဒီနည်းပညာကိုအမြတ်ဖို့အတွက်ဆိုရင်ခမည်းကရိုးရှင်းတဲ့အစီအသုံးစဉ်ကိုတည်ထားဖို့ပဲလိုပါတယ်ဒီနေ့မှာတော့အဲ့ဒီအစီအသုံးစဉ်ကိုကျွန်တော်ပြောပြပေးသွားမယ်ကမ္ဘာပေါ်မှာအရေးကြီးဆုံးနဲ့အဓိကအကြတော့မော်ဆန်တဲ့လက်ဆောင်တစ်ခုကတော့ communication skill လို့ခေါ်တဲ့ပြောသူစတိုင်ကြီးစွမ်းရည်ပါပဲခေါင်းဆောင်ထဲမှာရှိတဲ့ကြီးမားတဲ့စွမ်းအားကလည်း communication skill ပါစကားကောင်းပြောတတ်ရင်သူများကိုလုံးဝတော့မဟုတ်ပါဘူးဒါကြောင့်စကားပြောတတ်ဖို့ဆိုတာအရင်အရေးကြီးတဲ့ skill တစ်ခုပါဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာစကားပြောရင်ထိထိအားဖြစ်ပြီးတော့ယုံကြည်မှုနည်းနေတဲ့သူတွေလည်းပါမှာပါအဲ့လိုမျိုးတွေကပါနေရဆိုရင်တော့ခင်ဗျားတို့က communicate skill မအောင်လည်းမရပါဘူးခင်ဗျားတို့ကဒီထက်အရေးကြီးတဲ့ super power တစ်ခုကိုပိုင်ဆိုင်ဖို့လိုလာပါပြီအဲ့ဒါကတော့ confidence ပါဒီ super power ကိုရယူမှုအတွက်ဆိုရင်တော့ခင်ဗျားကနောက်ထပ်အဆင့်3ခုကိုအဲ့လာကျင်လို့လိုအပ်ပါဒီအချက်တွေကိုမပြောခင်ခင်ဗျားတို့ရုပ်တရက်မေးခွန်းမေးခင်ရရင်ဘာလို့အုံနောက်က NRD ကတိုက်ကိုရောက်သွားလဲဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်ပြိမနေကြတွေ့ရရင်တော့ရုပ်တရက်မေးခွန်းမေးခင်ရတဲ့အခါအုံနောက်ရဲ့ trigger point တစ်ခုက active ဖြစ်လာပြီးကြောက်စရာအရှင်တွေ fear situation လို့သတ်မှတ်လိုက်ပါတယ်အဲ့ဒီခါအုံနောက်ရဲ့ memory က overload ဖြစ်ပြီးအတွေးအများကြီးတိုင်းလုံးဝင်လာတယ်အတွေးဓာတ်များလည်းတော့ဘယ်ဟာကိုရွေးပြောရမှမသိပဲရှားထက်သွားတာမျိုးပါကျောင်းလုံးကဆီယာမကစာမေးရတယ်မဖြစ်နိုင်ပဲအတန်းရှိထွက်ပြီးအမျက်ရတာအဲ့ဒါကြောင့်ပါဒါစာကြပြီးမေ့နေသူတို့ပြောတာခင်ဗျားတို့လိုဂိမ်းစော်အကြောင်းလေးပြီးဆီယာမစာမေးရင်ဥအီအားဖြစ်နေတဲ့ကျောင်းတော်လေးတွေကိုပြောတာမဟုတ်ပါဘူးစရလားစပြောရမယ်ဆိုရင်ဒီပြဿနာကိုဖြေရှင်းဖို့ကျွန်တော်တို့အဆင့်3နဲ့လေ့ကျင့်ရမှာမယ်ပထမချက်က thinking speed တွေးဟောလို့ဒုတိယချက်က structure ဖွဲ့စည်းပုံတတိယချက်ကတော့ delivery တင်ပြဖို့ကဲဒါဆိုရင်တကူချင်းစီသူတွေကိုကြည့်လိုက်ရအောင်နံပါတ်1အနေနဲ့ thinking speed တွေးဟောလို့ကိုမြင့်တင်ခြင်းဒါကအရေးကြီးဆုံးပါပဲဒီအတွက်2 second clearly pause ဆိုတဲ့နည်းလမ်းကိုအသုံးရပါမယ်ခင်ဗျားတို့တော်များများကဘေးကုန်းမေးရနဲ့ချက်ချင်းတက်ဖြစ်ဖို့ပဲကြိုးစားကြတယ်အဲ့ဒီခါခေါင်းထဲရောက်လာတဲ့သူတွေပေါင်းပြီးရှောက်ပြောမိရောမတော်တင်တာတွေကရောပါကုန်ရောအဲ့လိုဖြစ်ရင်ခင်ဗျားတို့စကားပြောခင်တစ်စက္ကန့်လောက် pause တက်ပြီးတော့ခဏစကားပြောပဲနေမှုပါနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေကိုဂတိထားကြည့်ပါသူတို့ကဘေးကုန်းမေးခင်ရင်ချက်ချင်းဖြေဘူးလက်စမ်းကလောက်စဉ်းစားပြီးမှစကားစာပြောတယ်အဲ့ဒီနှစ်ဆက်ကအတွင်းမှာအုံနောက်ကရှုပ်ထင်းနေတဲ့အတွေ့အကြုံကိုဖယ်ရှားပြီးအမှန်ကန်ဆုံးအတွေ့အကြုံကိုရွေးထုတ်ပေးလိုက်တာပါဒါကိုသိပ္ပံနည်းကြတယ်လေသိသိကြပြီးသားပါဘာလို့လဲဆိုတော့အုံနောက်ရဲ့တွေးခေါ်တုန်းကခင်ဗျားရဲ့စကားကြုံထက်အများကြီးပုံမြန်လို့ပါဒါကြောင့်ကျွန်တော်ကခင်ဗျားကိုသူများတွေဘေးကိုထုံမေးရင်ချက်ချင်းမဖြေပဲတစ်စက္ကန့်လောက်ဆောက်ပြီးမှဖြေပါနံပါတ်1 structure ဖွဲ့စည်းပုံခင်ဗျားကစကားပြောရင်ဘာပြောမလဲဆိုပြီးတွေးရမြန်တယ်တိုးတဲ့ခါကျတော့ဘယ်ကစားပြီးဘယ်မှာဆော့မလဲမသိတော့စကားပြောတဲ့ချိန်ဒါမျိုးကြုံနေရရင်တော့စကားဝိုင်းမှာခင်ဗျားရဲ့ aura တက်အောင်3-2-1 rule ကိုသုံးပါဥပမာခင်ဗျားကိုခီးသွွားခြင်းနဲ့ပတ်သက်ပြီးပြောပါလို့ခိုင်းနေဆိုပါစို့ဒါဆိုရင်ခင်ဗျားကပထမဆုံးဒီအချက်3ချက်ကိုပြောရမယ်ခီးသွွားတာဘာလို့ရေးကြည့်လဲ1ဒါသာစကားတည်းတက်မယ်2လူတက်တွေနဲ့တွေ့မယ်3ဘူးသွတ်ရမယ်နောက်တစ်ခုကနံပါတ်2ချက်ဒါကအမျိုးသားနဲ့မျိုးကိုပြောရမယ်ခီးတော့တဲ့အခါနေနဲ့သွားလိုက်ရတယ်လို့ကားနဲ့လည်းသွားလိုက်ရတယ်ဆိုတာမျိုးပေါ့ဒါဆိုမှနံပါတ်1ချက်ဒါကခင်ဗျားပြောနေတဲ့စကားကိုအဆုံးသတ်ရမယ့်စကားတစ်ခုပါ
ဒါကြောင့်လူတိုင်းဟာယဉ်ကျေးမှုတွေကိုလေ့လာဖို့ခရီးထွက်သင့်ပါတယ်ဆိုပြီးလေးနဲ့တဲ့စကားနဲ့အဆုံးသတ်လိုက်ပါဒီနီလန်ကို Harvard University ကသူတည်နေရလဲနားထောင်သူတွေဟာဒီစကားပြောတဲ့နီလန်ကိုကြိုက်ကြတယ်လို့စကားပြောတဲ့သူကိုလည်းကြိုက်ကြတယ်လို့အတည်ပြုထားပါတယ်ခင်ဗျားကဒီဗီဒီယိုကြည့်ပြီးတော့တန်းစကားမှတစ်ခုမှထားလိုက်မယ်ဆိုရင်ဗီဒီယိုကြည့်ပြီးတဲ့စကားပြောကိုတိုင်ပတ်နေပါအဲ့ဒါကြောင့်ဒီကြားထဲမှာ PR တွေကိုခံနိုင်ရှိတာအောင် pressure immunity drill ဆိုတဲ့လေ့ကျင့်ခန်းတစ်ခုကိုလုပ်ဖို့လိုအပ်ပါတယ်ကျွန်တော်ခင်ဗျားတို့ကို9ရက်ချင်းလက်ခေါ်ခြင်းပါတယ်နောက်9ရက်တိတိနေတိုင်းကြုံရကောင်းစဉ်တစ်ခုဥပမာတရားဆိုပါစို့အဲ့ဒီကြောင့်ကို10မိနစ်တိမရမနာပဲဗီဒီယိုရိုက်ပြီးစကားပြောကြည့်ပါမြန်မာလိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်ရအောင်ပြောပါခင်ဗျားကဒီ channel ကိုလက်ခံနေဆိုရင်ရော comment မှာ yes လို့သာရေးခဲ့ပါဒီ channel ကခင်ဗျားရဲ့ကြောက်စိတ်တွေကိုကိုယ်နဲ့မဆိုင်တော့တဲ့သူမလေးမျိုးပဲအဝေးကိုထွက်သွားပါလိမ့်မယ် structure နဲ့ပတ်သက်ပြီးတော့နောက်ထပ်သိထားမှာက PRE strategy ပါ P point လူရင်းချက်ကိုချင်းပြောပါ R reason ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ပေးပါ E example ဥပမာတစ်ခုနဲ့ထောက်ပြပါဥပမာဖုန်းဆွဲလဲခြင်းကြောင့်ပြောရရင် point ဖုန်းဆွဲတာမကောင်းပါဘူး reason ဘာလို့လဲဆိုတော့ကိုယ်ရည်မဲကြောက်ပြီးအာယုံဆွစိုက်မှုညွန်နေစီလို့ပါ example ကျွန်တော်တယောက်ဆိုဖုန်းသွင်းလို့တောင်းမဲ့ချက်သွားဘူးတယ်အဲ့လိုပုံစံပြောရင်ခင်ဗျားကိုလူတွေကအထင်ကြီးလာပါလေနံပါတ်3 delivery တင်ပြပေါ့နောက်ဆုံးအရေးကြီးဆုံးကတော့ကိုယ့်ရဲ့ဟန်ဘတ်မူရပါပဲပထမက speed အမြန်ဆုံးစကားပြောတာအရန်မြန်ပါနဲ့အရန်လည်းမနှေးပါနဲ့ပုံမှန်လေးပြောတာကိုလူတွေကပုံလက်ထောင်ကြည့်ကြပါလေဒုတိယက posture ကိုနေဟန်ထားကြောကိုမမတ်ထားပါလက်တွေကိုလှူရှာပြီးပြောပါလက်လာကိုပြင်းပြရှင်ရင် relax ပြောင်းထားပါလက်ပိုက်ထားတာတို့လက်နောက်ပြထားတာတို့ကကိုယ့်ကိုယုံကြည်မှုမရှိသလိုဖြစ်စေပါတယ်တတိယက eye contact နှလုံးချင်းစုံခြင်းစကားပြောတဲ့အခါပရိသတ်ရဲ့ညာဘက်ကိုကြည့်မယ်ပြီးရင်ဘယ်ဘက်ပြီးရင်အလယ်တဲ့ကိုကြည့်မယ်ဒီလို triangle eye method နဲ့ကြည့်ပြောရင်ပရိသတ်အားလုံးကခင်ဗျားကိုသူတို့ကဂီယူတစ်စိုက်ပြောနေမယ်လို့ခံစားရပြီးခင်ဗျားကိုပိုယုံကြည်လာပါလိမ့်မယ်ဆိုတော့ခင်ဗျားတို့လည်းဒီလမ်းကိုအသုံးပြုပြီးတော့ communication skill ကိုတိုးတက်အောင်လုပ်ရမယ်ဆိုရင်ကြီးစားရပြီးတော့ sigma ပါဖြစ်သွားပါလိမ့်မယ်